တရင်ပစံများလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင် channel မှာဒီကနေ့ဧပြီလ29ရက်နေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့အမေရိကန်အထက်လွှတ်တော်အမတ်5ဦးတင်သွင်းတဲ့ Bury Burma Act ဥပဒေကြမှာအထက်လွှတ်တော်အမတ်မစ်ချယ်ဘာနတ်ပူပေါင်းပါဝင်ခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်အမေရိကန်အထက်လွှတ်တော်အမတ်5ဦးတင်သွင်းတဲ့ Bury Burma Act ဥပဒေကြမှာအထက်လွှတ်တော်အမတ်မစ်ချယ်ဘာနတ်ပူပေါင်းပါဝင်လာတယ်လို့အထက်လွှတ်တော်အမတ်မစ်ချယ်ဘာနတ်ကတရင်ထုတ်ပြန်ထားပါတယ်အမေရိကန်အထက်လွှတ်တော်ထောက်လှမ်းရေးကော်မတီအဖွဲ့ဝင်လည်းဖြစ်ကော်လိုရာဒိုပြည်နယ်ရဲ့အထက်လွှတ်တော်အမတ်လည်းဖြစ်တဲ့မစ်ချယ်ဘာနတ်ဟာခြားသောလွှတ်တော်အမတ်များနဲ့ပူးပေါင်းပြီးတော့မြန်မာအကြမ်းဖက်စကောင်းစီပေါ်ရေးယူမှုတွေအားကောင်းစေမဲ့နှစ်ပါးတီပူးပေါင်းဥပဒေကြမ်းတစ်ခုကိုတင်သွင်းလိုက်တာဖြစ်တယ်လို့သိရပါတယ်အဆိုပါဥပဒေကြမ်းမှာ Bury Burma Act လို့အမည်ပေးထားတဲ့ဥပဒေကြမ်းဖြစ်ပြီး2022ခုနှစ်ကအတည်ပြုခဲ့တဲ့ Burma Act ကိုပိုမိုအားကောင်းအောင်အခြေခံတည်ဆောက်ထားတာဖြစ်တယ်လို့ဆိုပါတယ်အဆိုပါဥပဒေရဲ့အဓိကရည်ရွယ်ချက်ဟာ2021ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်းဒီမိုကရေစီနဲ့စီးပွားရေးကိုဖျက်ဆီးနေတဲ့ပြင်လူ့ခွင့်ရေးချိုးဖောက်မှုတွေကျိုးလွန်နေတဲ့အကြမ်းဖက်စကားစားထံသို့စီးဆင်းနေတဲ့ရောင်မောင်းဝေးလမ်းကြောင်းများကိုပိတ်ဆို့ရန်နဲ့ဒေသတွင်းတရုတ်နဲ့ရုရှားတို့ရဲ့လွှမ်းမိုးမှုမြင့်တက်လာခြင်းကိုတုံ့ပြန်ရန်ဖြစ်တယ်လို့သိရပါတယ်။ဒါပြင်ဆိုပါဥပဒေကြမ်းမှာပါဝင်တဲ့အဓိကအချက်တွေမှာမြန်မာစတက်ရဲ့မြန်မာစီးပွားရေးဘဏ် MEB ကဲ့သို့သောအကြမ်းဖက်စကားစားရဲ့ငွေကြေးရန်ရာတွေနဲ့လေရင်စီကဏ္ဍမှာပါဝင်နေတဲ့အဖွဲ့အစည်းများပေါ်ပြင်းထန်တဲ့တန်ခတ်ပိတ်ဆို့မှုတွေချမှတ်ရန်တမရဟာလုံပန်းခွင့်ပေးခြင်းအပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ IMF ထံမှအကြမ်းဖက်စကားစားကငွေကြေးချေယူနိုင်သွမ်းကိုအမေရိကန်ရဲ့ဩဇာအာဏာနဲ့ကန့်သက်ခြင်းတွေပါဝင်ပါတယ်။ဒါပြင်မြန်မာနိုင်ငံဆိုင်ရာမူဝါဒများကိုပေါင်းစပ်ညှိနှိုင်းရန်တန်အမတ်အဆင့်ရှိတဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တဦးကိုနိုင်ငံခြားရေးဝန်ကြီးဌာနမှတည်တက်ခန့်အပ်ဖို့သတ်မှတ်ခြင်းလည်းပါဝင်တယ်လို့သိရပါတယ်။အမေရိကန်ပြည်ထောင်စုအနေနဲ့မြန်မာပြည်သူတွေပေါ်ကျူးလွန်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့ဒီဓမ္မကပို့ပြီးတော့လှုံ့ဆော်ရပါမယ်။ဒီဥပဒေကြမ်းစကောင်းစီကသူတို့ရဲ့ရက်ဆက်ချမ်းချုံမှုတွေအတွက်တုံ့ဆွဲနေတဲ့အဓိကဝင်ငွေလမ်းကြောင်းတွေကိုဖျက်တောက်ပေးမှာဖြစ်ပါတယ်လို့အထက်လွှတ်တော်အမတ်မစ်ချယ်ဘာနတ်ကပြောဆိုပါတယ်။ဒါပြင်အမတ်မစ်မက်ကော်နယ်ကလည်းအကြမ်းဖက်စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲမှာတရုတ်နိုင်ငံရဲ့လွှမ်းမိုးမှုကိုပုံမိုနှက်ဆိုင်စေနိုင်ကြောင်းတတိပေးခဲ့ပြီးတော့အခြားအမတ်များကလည်းမြန်မာလူမျိုးအများပြနေထိုင်တဲ့အိန္ဒိယနာပြည်နယ်ကိုယ်စားလှယ်တဦးအနေနဲ့မြန်မာပြည်သူများနဲ့တူရပ်တည်တယ်လို့ပြောဆိုပါတယ်။အဆိုပါဥပဒေကြမ်းကို Burma Research Institute နဲ့ Campaign for a New Myanmar တို့ကထောက်ခံထားကြပြီးအောက်လွှတ်တော်မှာလည်းပြီးခဲ့တဲ့အစောပိုင်းကာလတညီတညွတ်တဲ့အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ဒါပြင်အထက်လွှတ်တော်မတ်ဘာနတ်ကပြီးခဲ့တဲ့ကာလများမှာလည်းမြန်မာနိုင်ငံတို့ရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများရရှိရေးနဲ့မြန်မာနိုင်ငံသားများအတွက်ယာယီကာကွယ်ပေးထားမှုအဆင့်တန်း TPS ဆိုင်ရာခေတ်စားရက်တွေကိုစင်တစိုက်ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့တရုတ်နဲ့ထိုင်းနဲ့ဆက်ကုန်သွယ်ရေးတွေမကြာမီပြန်လည်စတင်မှာဖြစ်ပေမဲ့လည်းဒေါ်လာသုံးဆွဲရမယ့်တွင်းကုန်တင်သွင်းမှုတွေကိုခွင့်မပြုဘဲနဲ့ပိုးကုန်တင်ပို့မှုတွေကိုသာအဓိကဦးစားပေးမှာဖြစ်ကတွင်းကုန်လိုင်စင်တစ်စောင်းကိုငွေကျပ်3500အထိလက်ပေးလက်ယူဈေးပေါက်နေတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အကြမ်းဖက်အာဏာသိမ်းစစ်ကောင်ဆောင်မရောက်လင်ကမကြာမီတရုတ်နဲ့ထိုင်းနဲ့ဆက်ကုန်သွယ်ရေးတွေပြန်လည်စတင်မှာဖြစ်ပေမဲ့လည်းဒေါ်လာသုံးဆွဲရမယ့်တွင်းကုန်တင်သွင်းမှုများကိုခွင့်မပြုအားမပေးပဲပိုးကုန်တင်ပို့မှုများကိုသာအဓိကဦးစားပေးမှာဖြစ်ကြောင်းတရားဝင်ညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပါတယ်။တရုတ်နိုင်ငံနဲ့ထိုင်းနိုင်ငံတို့မှနိုင်ငံခြားရေးဝန်ကြီးများနဲ့တွဲဆုံပြီးနောက်ပိုင်းလာမယ့်ရက်နိုင်ငံတွေမှာထိုင်းနယ်ဆက်ကုန်သွယ်ရေးနဲ့တရုတ်နယ်ဆက်ကုန်သွယ်ရေးလမ်းကြောင်းတွေကိုတပြိုင်နက်တည်းစတင်မှာဖြစ်ပေမဲ့လည်းလက်ရှိမှာပိုးကုန်များတင်ပို့ရေးမူဝါဒနဲ့သာကုန်သွယ်ရေးကိုဆောင်ရွက်မှာဖြစ်ကြောင်းတရုတ်နဲ့ထိုင်းနိုင်ငံတို့မှတွင်းကုန်များတင်သွင်းမှုကိုအထူးစစ်ဆေးလှုံ့ဆော်ရန်နဲ့နိုင်ငံခြားငွေတုံ့ဆွဲမှုကိုရှော့ချဖို့လမ်းညွှန်ချက်တွေပေးထားတယ်လို့သိရပါတယ်။ယခု AB လာကုန်ပိုင်းနဲ့မေလာပိုင်းတွင်မှာထိုင်းနဲ့တရုတ်နယ်ဆက်ကုန်သွယ်ရေးတွေပြန်လည်စတင်မှာဖြစ်ပေမဲ့လည်းအခုလိုပြန်လည်စတင်ခြင်းဟာပိုးကုန်ဦးစားပေးမူဝါဒကိုသာအဓိကထားသွားမှာဖြစ်ကြောင်းတွင်းကုန်တင်သွင်းမှုကိုအထူးစစ်ဆေးချက်မှတ်ဆောင်ရွက်ရန်ညွှန်ကြားထားတာကြောင့်တွင်းကုန်လိုင်စင်များကိုအထူးချက်မှတ်ပြီးချပေးမဲ့အခြေအနေဖြစ်တယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြပါတယ်။ယခုလိုအကြမ်းဖက်စစ်ကောင်ဆောင်ရဲ့ပိုးကုန်ဦးစားပေးမူဝါဒကြောင့်တွင်းကုန်လိုင်စင်ချထားပေးမှုများကိုအထူးတင်းကျပ်ရမှာနေပြည်တော်စီးပွားရေးနဲ့ကုသရောင်းဝယ်ရေးဝန်ကြီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်တောင်းနိုင်တဲ့ဝန်လင်းတို့ကရနောင်စိတ်ကမှတွင်းကုန်တင်မော်တစ်စီးကိုငွေကျပ်3500ပေးမှသာတွင်းကုန်လိုင်စင်ချထားပေးတယ်လို့ကုန်တယ်များကပြောပါတယ်။အခြားတစ်ဖက်မှာလည်းမင်းအောင်လှိုင်ကပြီးခဲ့တဲ့ဧပြီလ21ရက်နေ့မှာဒုတိယသမ္မတညိုစောဦးဆောင်မယ်နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကိုဖွဲ့စည်းလိုက်ပြီးအဲဒီကော်မတီမှာနိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရေးနဲ့နိုင်ငံခြားငွေကိုထိရောက်စွာအသုံးပြုနိုင်ရေးအတွက်ဖွဲ့စည်းတာဖြစ်တယ်လို့ကော်မတီဖွဲ့စည်းတဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။အဆိုပါကော်မတီမှာဗန္ဒာရေးနဲ့ခွန်ဝင်ကြီးကဒုတိယဥက္ကဋ္ဌဖြစ်တာဝန်ယူပြီးစီးပွားရေးနဲ့ကုသရောင်းဝယ်ရေးဝန်ကြီးပြည်ထောင်စုစီရင်စစ်ချုပ်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌတို့ကဖွဲ့ဝင်များဖြစ်ပါဝင်လာကအမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးကအတွင်းရေးမှူးဖြစ်တာဝန်ယူထားပါတယ်။
ကော်မတီအနေနဲ့နိုင်ငံတော်မှာရှိတဲ့နိုင်ငံခြားယင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက်လိုအပ်တဲ့စက်ပစ္စည်းများလုပ်ငန်းသုံးရင်ရန်ရာများကုန်ထုတ်လုပ်မှုအတွက်လိုအပ်တဲ့အသုံးဆောင်များနဲ့ကုန်ကျန်းပစ္စည်းများတင်သွင်းရမှာလိုအပ်တဲ့နိုင်ငံခြားသုံးငွေကိုစစ်စစ်ခွင့်ပြုပေးခြင်းတွေဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်အခုသွင်းကုန်းတွေကိုဆက်ပြီးတော့တင်ချက်မှာဆိုတော့ဈေးနဲ့ဈေးဝါးပစ္စည်းပြည်ပကလူသုံးကုန်းတွေနဲ့ဆောင်းလို့လုပ်ငန်းသုံးပစ္စည်းတွေဖြစ်တဲ့တန်နေနဲ့ဘီလန်မြေတွေကတော့ဈေးတွေဆက်ပြီးခေါင်ခိုက်နေဦးမှာနိုင်ငံခြားငွေဈေးကတော့သူတို့ကဆက်ပြီးထိန်းမှာဆိုတော့ဒေါ်လာဈေးကအရန်ကြီးတက်လာမှာတော့မဟုတ်ဘူးလို့ UMSCCI ကဈေးဝိုင်းသမားတဦးကသုံးသပ်ပြောဆိုပါတယ်ဒါပြင်အသွင်ပြောင်းမင်းအောင်လှိုင်ကဖွဲ့စည်းထားတဲ့နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကနေပြည်သူများစာဝင်နေရေးအတွက်လိုအပ်တဲ့73စီဈေးဝါးစားသုံးစီဓာတ်မြေဩဇာဗုဒ္ဓဈေးနဲ့ပြည်တွင်းမှာဝယ်ယူရရှိနိုင်ခြင်းမရှိတဲ့တိဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများအစားရှိသည့်တို့ကိုတင်သွင်းဝယ်ယူရမှာလိုအပ်တဲ့နိုင်ငံခြားသုံးငွေကိုစစ်စစ်ခွင့်ပြုသွားမယ်လို့ပြောဆိုပေမဲ့လည်းလက်တွဲမှာခွင့်ပြုပေးမှာမဟုတ်ဘူးလို့ UMSCCI ကစီးပွားရေးသမားတဦးကရှင်းပြပါတယ်။အခြားတစ်ဖက်မှာလည်းပြည်ပသို့တွားရောက်စေကူးတာခြင်းပညာရေးကိစ္စရပ်များအတွက်တွားရောက်ခြင်းနဲ့ဘာသာရေးကိစ္စတွေအတွက်တွားရောက်တာစားသည့်တို့အတွက်နိုင်ငံခြားသုံးငွေကိုစစ်စစ်ခွင့်ပြုပေးခြင်းအထွေထွေဆိုင်ရာပစ္စည်းများပြည်ပမှာတင်သွင်းခြင်းပြည်ပသို့ချင်းငွေနဲ့အတိုးများပြန်လည်ပေးရခြင်းဝန်ဆောင်ခများပေးချေခြင်းယင်းဒီမြုံနှံမှုလုပ်ငန်းများမှအများငွေများပြန်လည်လွှဲပို့ခြင်းစားသည့်ကိစ္စရပ်များမှာအသုံးပြုရန်လိုအပ်တဲ့နိုင်ငံခြားသုံးငွေကိုစစ်စစ်ခွင့်ပြုသွားမယ်လို့အဲဒီကော်မတီဖွဲ့စည်းကြောင်းကြေညာချက်ထဲမှာရေးသားထားပါတယ်။ဒါအပြင်လူမှုအသုံးဆောင်စိန်ခံပစ္စည်းများတင်သွင်းမှုအတွက်မဖြစ်မနေတင်သွင်းရန်လိုအပ်မှုပေါ်နိုင်ငံခြားသုံးငွေစစ်စစ်ခွင့်ပြုပေးခြင်းနဲ့နိုင်ငံတော်မှာရှိတဲ့ပြည်တွင်းပြည်ပယင်းဒီမြုံနှံမှုလုပ်ငန်းများကုန်ထုတ်လုပ်မှုပစ္စည်းများဘောကုန်သွင်းကုန်လုပ်ငန်းများနဲ့ပညာရေးကျန်းမာရေးအပါအဝင်ဝန်ဆောင်မှုလုပ်ငန်းတွေအတွက်နိုင်ငံခြားသုံးငွေလက်ပတ်မှုဆိုင်ရာကိစ္စရပ်များကိုကြီးကြပ်ကွပ်ကဲခြင်းများလည်းဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဆာလဘီထမ်းမှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့စာရေးဆရာဦးတင်ညွန့်နဲ့ဒါဖြစ်သူကိုနေအိမ်မှာစစ်တပ်ဖမ်းဆီးခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။အမျိုးသားစာပေဆူရှင်စာရေးဆရာဦးတင်ညွန့်နဲ့စာအုပ်ထုံးဝေရေးလုပ်ခိုင်းနေတဲ့ဒါဖြစ်သူတို့ကိုဧပြီလ23ရက်နေ့ကရန်ကုန်မြို့တန်လျင်မြို့နယ်မှာရှိတဲ့နေအိမ်မှာအကြမ်းဖက်စစ်တပ်ကဖမ်းဆီးသွားတယ်လို့မိသားစုနဲ့နှိစက်သူတချို့ထံကသိရပါတယ်။အဲဒီနေ့မနက်ပိုင်းနေအိမ်မှာလာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီးစာရေးဆရာဦးတင်ညွန့်နဲ့အတူဒါဖြစ်သူပါဖမ်းဆီးခံရတာလို့သိရပါတယ်။ဒါပြင်ဆရာရဲ့စာအုပ်တွေကိုအွန်လိုင်းကနေတဆင့်စာအုပ်ရောင်းချပေးနေတဲ့အမျိုးသမီးတဦးကိုပါစစ်တပ်ကဆက်လက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။သူကစစ်တပ်ကိုဝေဖန်တဲ့စာအုပ်တွေရေးသားလို့ဖမ်းတာလို့ကြားတယ်။ဒါဖြစ်သူကတော့အဲ့ဒီစာအုပ်တွေထုတ်ဝေလို့ပါ။နောက်တစ်ယောက်ကတော့စာအုပ်တွေရောင်းလို့ပါလို့မိသားစုနဲ့နှိစက်သူတဦးကပြောပါတယ်။အဲဒီမှာစစ်တပ်ကစာရေးဆရာတင်ညွန့်ကိုနိုင်ငံတော်ကြီးညိုပြည့်စုံမှုရာဇသက်ကြီးပုံမှန်905ကကြီးနဲ့အမှုပွင့်ထားပေမဲ့ကျန်တဲ့2ဦးရဲ့ပုံမှန်တွေကိုတော့မသိရသေးပါဘူး။စာရေးဆရာဦးတင်ညွန့်ဟာဖမ်းဆီးခံရချိန်မှာအသက်82နှစ်ရှိနေပြီဖြစ်ပါတယ်။သူက2019ခုနှစ်မှာမျိုးသားစာပေစုကိုကျောင်းဆရာမှတ်တမ်းစာအုပ်နဲ့ရရှိခဲ့ပါတယ်။ဒါပြင်သူရေးသားတဲ့ရုံမားပေါ်ကြားတဲ့မျက်ရည်ဆိုတဲ့ဝတ္ထုကိုရုပ်ရှင်ဖြစ်ပြန်လဲရိုက်ကူးရမှလည်းအောင်မြင်ခဲ့တာဖြစ်ပါတယ်။ဆလဘီထမှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့မုံများလို့ဆဲပေါက်ချောင်းတွင်ကားတစ်စီးမျောပါကကားဘောပသူ16ဦးကိုကယ်ဆယ်နိုင်တဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။ဂျာပတောင်နဲ့ပုပ်ပါကြားမှာရှိတယ်။ဆဲပေါက်ကြီးရွာချောင်းတွင်တောင်ကြားချောင်းရည်ကြောင့်ကားတစ်စီးရေထဲမျောပါသွားပေမဲ့ကားဘောပတဲ့ခီးတဲ့16ဦးကိုကယ်တင်နိုင်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ယမန်နေ့အပြီး26ရက်နေ့ညနေပိုင်းမှာရုတ်တရက်မိုးတဲထန်းစွာရွာသွန်းတာကြောင့်တောင်ကြားချောင်းဖြတ်ကူးတဲ့ဆဲပေါက်ချောင်းတွင်ကားရေထဲမျောသွားတာဖြစ်ပါတယ်။အဲဒီကားပေါ်မှာလူတွေလိုက်ပါလာပေမဲ့ကယ်ဆယ်ရေးဖွဲ့တွေကကူညီပေးလို့လူထိခိုက်သေဆုံးမှုမရှိဘူးလို့ဒေသခံတွေကပြောပါတယ်။မိုးကမထင်မှတ်ပဲတဲ့တာလူတွေဘာမှမဖြစ်ဘူးလို့ကြောက်တောင်ဒေသခံတဦးကပြောပြပါတယ်။လက်ရှိမှာလူတွေကိုကယ်ဆယ်နိုင်ပေမဲ့ရေထဲကိုမျောပါသွားတဲ့ကားကိုညနေပိုင်းထိဆက်ယူနိုင်ခြင်းမရှိသေးဘူးလို့လည်းပြောပါတယ်။ဒေသခံကူညီရေးတာဝန်ရှိသူတချို့ကလည်းကားရည်တဲ့မျောသွားတဲ့ရုပ်သံကိုလူမှုခွင့်ရမှာဖော်ပြထားပါတယ်။ရုပ်သံမှာဝါးတွေတင်လာတဲ့ကားပြရောင်တစ်စီးဟာရေထဲမျောပါပြီးတဲချောင်းဖြစ်တဲ့ဆဲပေါက်ချောင်းလယ်မှာရောက်နေပြီးကားပေါ်မှာလူတွေအများပြပါနေတာတွေ့ရပါတယ်။အဲဒီမျောပါသွားတဲ့ကားရေစည်းနဲ့တူလမ်းမောကအနှဲငယ်မျောပါသွားပြီးရေကြောအစင်းကထစ်တင်နဲ့ညင်းနေတဲ့အနေအထားကိုတွေ့ရပါတယ်။အဲဒီမှာကားပေါ်ကလူတွေကိုကယ်ဆယ်ဖို့ကယ်ဆယ်ရေးလုပ်ခိုင်းနေသူတွေကဆွေးနွေးနေကြတာလည်းတွေ့ရပါတယ်။အိုင်းနောက်ညာဦးပိုင်းမှာတော့ချောင်းထဲပါသွားတဲ့ကားပေါ်ကခီးတဲ့အမျိုးသား12ဦးအမျိုးသမီး9ဦးစုစုပေါင်း16ဦးကိုကယ်တင်နိုင်ခဲ့တယ်လို့ရုပ်သံမှတ်တမ်းတင်ထားသူတွေကမိသက်တပ်ဖွဲ့ကိုမေးမြန်းတာရသိရပါတယ်။ယခုလိုကယ်ဆယ်ရေးလုပ်ခဲ့သူတွေဟာကြောက်ပတောင်မျိုးနဲ့မိသက်တပ်ဖွဲ့လို့လည်းသိရပါတယ်။ကားပေါ်ပါသူတွေထဲမှာကလေး3ယောက်နဲ့ကိုဝင်ဆောင်တဲ့တဦးပါဝင်ပြီးအားလုံးကိုကယ်ဆယ်နိုင်ခဲ့တယ်လို့ဒေသခံတချို့ကပြောပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုနိုင်ငံတော်ကဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးနားဆင်ပေးကြတဲ့အတွက်ကျွန်တော်တို့သတင်း channel မှာအထူးပဲကျေးဇူးတင်ရှိပါတယ်။အားလုံးပဲကိုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။